နံရံပြင်ပမှငိုရှိုက်တံများနှင့်ကဘာ62ကဘာ၏မျှော်လင့်ချက်သင်ဟာတစုံတစ်ယောက်ကိုသတိရရမ်းတတ်နေပေမဲ့သူတို့စီကိုအရောက်သွားဖို့လမ်းစပြောက်နေဘူးပါသလားကျွန်ုပ်တို့ရဲ့ကွယ်လွန်သွားတဲ့ဆွေမျိုးတွေဟာအခုအချိန်မှာဘယ်နေရာမှာရှိနေပြီးဘာတွေကိုမျှော်လင့်နေမလဲဆိုတာသင်စဉ်းစားဘူးပါသလားလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကရာဇဂျိုပြည်ရဲ့နန်းတော်နံရံပြင်ပမှာကြောက်မက်ဖွယ်ကောင်းတဲ့ငိုရှိုက်တံတွေထွက်ပေါ်ခဲ့ဘူးပါတယ်ဒီအတန်တွေဟာဘဲကလာတာလဲဘာကြောင့်အော်ဟစ်နေကြတာလဲဒီနေ့မှာတော့ဗုဒ္ဓဘာသာဝင်တွေရဲ့အမျှဝေခြင်းတလေးရဲ့အစပြုရာတိယောကုဒဗေဒဝတ္ထုကိုပြောပြချင်ပါတယ်တခါကဗိမ္ပိတာရမင်းကြီးဟာမြတ်စွာဘုရားရှင်ကိုပထမဆုံးအကြိမ်ဆွမ်းကပ်လှူခဲ့ပါတယ်အလှူအတန်းတွေကြီးကျယ်ခမ်းနားပေမဲ့အဲ့ဒီနေ့မှာမင်းကြီးဟာအမျှဝေဖို့မေ့လျော့သွားခဲ့ပါတယ်အဲ့ဒီညမှာပဲမင်းကြီးရဲ့နန်းတော်တစ်ဝိုက်မှာကြောက်မက်ဖွယ်ကောင်းတဲ့ရုပ်သွင်းရှိတဲ့ပြိတ္တာတွေဟာနံရံတွေတကားတွေရဲ့အပြင်ဘက်မှာရက်ပြီးအော်ဟစ်ငိုယိုကြပါတယ်။သူတို့ဟာမင်းကြီးရဲ့လွန်ခဲ့တဲ့ကဘာပေါင်း62ကဘာကသဘုရားရှင်လက်ထက်ကဆွေမျိုးတော်ဆက်ခဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာအလှူဒါနလုပ်ချိန်မှာတန်ဃာတော်တွေအတွက်ရည်စူးထားတဲ့အစားအစာတွေကိုခိုးစားခဲ့မိတဲ့ကံကြောင့်ဒီလိုဆင်းရဲတဲ့ဘဝကိုရောက်နေကြတာပါ။ကဘာပေါင်းများစွာကြာအောင်သူတို့စောင့်မျှော်နေခဲ့တာကတော့ဆွေမျိုးတော်ဆက်သူဗိမ္ပိတာရမင်းကြီးရဲ့အမျှဝေပေးမှုကိုပဲဖြစ်ပါတယ်။မင်းကြီးဟာကြောက်လန့်တကြားနဲ့မြတ်စွာဘုရားထံသွားရောက်လျှောက်ထားတဲ့အခါဘုရားရှင်ကမိန့်ကြားပါတယ်။မင်းကြီးသူတို့ဟာမင်းကြီးကိုရန်ပြုဖို့လာတာမဟုတ်ပါဘူး။သူတို့ဟာမင်းကြီးစီကကုသိုလ်အမျှကိုတောင်းခံဖို့လာကြတာပါ။ဒါကြောင့်နောက်တစ်နေ့မှာမင်းကြီးကဖျားမှုရှိတဲ့တန်ဃာတော်တွေကိုထပ်မံဆွမ်းကြွေးပြီးဤအလှူသည်ငါ၏ဆွေမျိုးများအတွက်ဖြစ်ပါစေလို့ရေစက်ချအမျှဝေလိုက်ပါတယ်။အဲ့ဒီလိုအမျှဝေလိုက်တဲ့ခဏမှာပဲရေလောင်းလှူတဲ့အခါပြိတ္တာတွေမှာတောက်ရည်တွေအလိုလျောက်ရရှိသွားပါတယ်။နှစ်ဆွမ်းလှူတဲ့အခါသူတို့ရဲ့ဘိုင်ဟောင်းလောင်းဖြစ်နေတဲ့စာလောင်မှုတွေပျောက်ကွယ်သွားပါတယ်။သင်္ကန်းလှူတဲ့အခါသူတို့ရဲ့အဝတ်မဲ့နေတဲ့ကိုယ်ခန္ဓာမှာနတ်ဝတ်တန်စာတွေပေါ်ပေါက်လာပါတယ်။နံရံပြင်ပမှာရက်နေခဲ့ရတဲ့ငိုရှိုက်တန်တွေဟာတခဏချင်းမှာပဲဝမ်းမြောက်ဝမ်းသာတာရုခေါ်တန်တွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။ဒီဖြစ်ရက်ကနေကျွန်ုပ်တို့အတွက်တတိတန်ဝေကြရစရာသင်ခန်းစာ၃ခုကိုရရှိနိုင်ပါတယ်တဲ့။ဝစီဒုစရိုက်နှင့်အလွဲသုံးစားမှု၏အကျိုးတန်ခါပစ္စည်းကိုခိုးစားမိတဲ့အဖြစ်ဟာကဘာပေါင်းများစွာဆင်းရဲဒုက္ခပေးတတ်တာကိုသတိပြုရပါမယ်။နှစ်တေလွန်သူတို့၏အားကိုးရာတိတ်တာပုံမှာတော့စိုက်ပျိုးလို့မရကုန်သွယ်လို့မရပါဘူး။သူတို့မှာကိုယ်တိုင်ကုသိုလ်လုပ်ခွင့်မရှိတော့ဘဲကျန်ရစ်သူတွေရဲ့အမျှဝေမှုကိုသာတောင်းခံနိုင်ပါတော့တယ်။မမေ့လျှော့အပ်သောကျေးဇူးအထာတိမေကာတိမေသူဟာငါ့ကိုကျေးဇူးပြုဘူးတဲ့ငါဆွေမျိုးဖြစ်ဘူးတဲ့ဆိုတဲ့အတိနဲ့ကျွန်ုပ်တို့ဟာအမျှဝေဖို့ဘယ်တော့မှမမေ့သင့်ပါဘူးမိဘဘိုးဘွားဆွေမျိုးဆိုတာဘဝတစ်ဆက်တည်းတင်မဟုတ်ပဲတန်တရားတစ်လျှောက်မှာအမြောက်များရှိနေနိုင်ပါတယ်တင်ပြုတဲ့ကုသိုလ်တစ်ခုတိုင်းမှာအားလုံးသောဆွေမျိုးများအမျှရကြပါစေလို့အမျှဝေပေးခြင်းဟာသူတို့အတွက်တော့တဲကန်နာရထဲမှာရေအေးလေးတစ်ပေါက်ရတယ်လို့ပါပဲဒါကြောင့်မေတ္တာထားကအမျှဝေပါသူတို့ရဲ့တာတုတန်ဟာတင့်ဘဝအတွက်အေးချမ်းမှုကိုပြန်လည်ပေးစွမ်းပါလိမ့်မယ်အားလုံးပဲကုသိုလ်တရား၌မမေ့မလျော့နေနိုင်ကြပါစေဒီလိုပုံပြင်ဇာတကဝတ္ထုတွေကိုကြိုက်နေရင် like follow share လုပ်ထားဖို့တိုက်တွန်းပါတယ်အဲ့လိုလုပ်ထားရင် video လေးအဲ့ဒီအစ်စ်တင်တိုင်းသိရနိုင်ပါတယ်ရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်